ဒီနေ့ share ပေးချင်တာကတော့ Shiseido brand နဲ့ပတ်သက်တဲ့အရာကို share ပေးချင်ပါတယ် Shiseido က1949မှာစတင်တည်ထောင်ပါတယ်သူက high brand ငကိုမူလာမှာ high brand မျိုးစားဖြစ်တယ်ပေါ့နော်တိုကျိုမှာဆိုရင် Ginza ဆိုတာက high brand ပစ္စည်းရောင်းတယ်ဘလို့အခုဆိုရင်လည်းဟို Louis Vuitton တို့ Chanel တို့ဘာလို့ high brand Hermes တို့အကုန်လုံးမှန်သမျှကအဲ့ဒီ Ginza ကိုသွားဝယ်မှာရှိတဲ့ဟာပေါ့နော်လုံးဝလမ်းတစ်လျှောက်လုံးက high brand ဆိုင်နေစီပဲတန်းစီရဖြစ်တဲ့အကြောင်းမလို့ဘောနော်ဘလို့လဲဆိုရင်တူကီယိုရလိုက်တာနဲ့အဲ့ဒီနေရာမသွားရင်တခုခုလုံးနေရလို့ခံစားရတဲ့လူတွေရှိကြတာပေါ့နော်အဲ့ဒီShiseidoကြောင်းရှင်းပြပါမယ်Shiseidoကညနာလိမ့်တာတွေမဟုတ်ဘူးကိုလာကန်စီလည်းရောင်းတယ်လို့သိကြမှာပါShiseido မှာ brand မျိုးစားရှိရShiseidoကပြည်တွင်းထဲမှာကိုသူ့ရဲ့ထုတ်ကုန်ကShiseidoတစ်စိတ်နာမည်နဲ့မဟုတ်ဘဲနဲ့Shiseido ကုမ္ပဏီနာမည်ခံပြီးတော့သူShiseidoအောက်ကနေ brand မျိုးစားမျိုးတွေထုတ်တယ်ပေါ့နော်ပြည်တွင်းထဲမှာတင်သူ့ရဲ့ brand ကသုံးပုံတစ်ပုံကျော်လာShiseidoပစ္စည်းမျိုးစားတွေကြီးဖြစ်တယ်ပေါ့နော်အရင်ဆုံးပြောလို့တာShiseidoရဲ့ဟိုပေါ့နော်ဈေးနဲ့တက်တာတဲ့ brand ကိုပြောချင်တယ်ပေါ့နော်အဲ့ဒီ Kushiro ဆိုတဲ့ဟာတိုနာလည်းရှိရဲနှွေးရည်လည်းရှိရဲလူတော်တော်များများလည်းမြင်မှုပါပါဒါကြတော့ကိုခုလိမ့်နေတဲ့အဲ့ဒီ Kushiro ရဲ့ဟိုပေါ့နော်နှွေးရည်ကိုမှ SPF 50ပါပြီးတော့ပြီးလေးလုံးပါတဲ့ဟာပါသူကတိုနာလိမ့်ပြီးတော့ essence serum ဖြစ်စီ essence လိမ့်ပြီးပြီဆိုရင်ဒါနှွေးရည်နဲ့ sun cream နဲ့တခါတည်းပါတဲ့ဟာဖြစ်တဲ့အကြောင်းဒီတစ်မျိုးလေးလိမ့်လိုက်တာနဲ့နို့ရည်ဟိုတိုနာလိမ့်ပြီးဒီတစ်မျိုးလေးလိမ့်တာနဲ့နို့ရည်ရော sun cream ရောလိမ့်ပြီးသားဖြစ်သွားတယ်ပြီးရင်ပေါင်နာလေးပုတ်လိုက်ပြီးသွားတယ်ပေါ့နော်ဒါရိုးရိုးဟာပါသူကအသားရည်ကိုလည်း treatment လုပ်ပေးရပေါ့နော်ဒါကြပန်းရောင်တုံးအပ်ပါသူကမျက်နှာဝင်းစင်နေဆိုရင်ဒီပန်းရောင်လိမ့်ပြီးတင်တယ်ပေါ့နော်တုံးအပ်ဖြစ်တယ်ဒါကြရိုးရိုးနို့ရည်ပေါ့နော်တော့ဒီပန်းရောင်တော့တိတ်မကြိုက်ဘူးနောက်မျိုးစားကကြတော့သူ့ရဲ့ထပ်ပြီးတော့မြင့်သွားတဲ့ဟာကြတော့ဒီ program ပေါ့နော်ဒီ program ကြတော့အသားရည် sensitive ဖြစ်တဲ့လူဝက်ချက်သမားတွေဆိုရင်သူကရေတက်လည်းဖြစ်ရဲအသားရည်ကိုဆေးလည်းနည်းနည်းပါရတဲ့ကြောင့်မလို့ပေါ့နော် repair လုပ်ပေးရပေါ့နော် skin repair cream ဖြစ်အောင်လုပ်ပေးရတဲ့အတွက်ကြောင့်မလို့ဒီ program မျိုးစားအဆူဆူမဲ့ပါတိုနာရောနှိုးရောရှိရသူကရောင်းဆုံးရှိရဒါအဖြူရောင်ပေါ့နော်ရေတက်လို့ခြင်းလို့ဒီ cream ကိုရေတက်လို့ခြင်းနဲ့ဆိုရင်ဒီ cream အဖြူရောင်ရွေးပေါ့နော်ဒါအဖြူရောင်မှာခရဲရောင်လည်းရှိရပန်းရောင်လည်းရှိပါတယ်အသားရည်ပေါ်မူတည်ပြီးတော့မှကိုရွေးချယ်ရမယ်ပေါ့နော်နောက်တစ်ခုကတော့ benefit ကိုရဲ့ဟာပါဒီနေ့ဝယ်ဆိုင်ရ recommend လုပ်ပေးလိုက်တဲ့ဟာပေါ့နော်ဒါကဘာလဲဆိုရင်ဒါဆိုတော့စီရန်ရဲ့သူ့ရဲ့ဟို clear reset clear toner ရဲ့ဒီသူ့ရဲ့ဂုံးထုံးရဲ့ပေးလိုက်တယ်ဘာလဲဆိုရင်reset clear toner ဆိုတာဘာကိုပြောရလဲဆိုရင်မျက်နှာတစ်ပြီးလို့ကြံတဲ့အညစ်အကြေးတွေကိုဖြတ်ဖို့လုံးကိုလိုအပ်နေသေးတယ်ဆိုရင်ဒါလေးနဲ့ချိန်ဟိုဘောနော်ဂုံးလေးကိုစွတ်ပြီးတော့မှသူကဖြတ်တင်တယ်ပေါ့နော်သူ့ရဲ့ဂုံးနဲ့လုံးမှသူကအကျိုးတရားမှုရှိရဒါရိုးရိုးကွန်းဒီအဖြူကကြတော့ soft ဖြစ်ပြီးတော့ဒီအစိမ်းနဲ့ပုံမှန်ရမှာသူက mesh ပါရတဲ့ကြောင့် mesh ဆိုတာဒီလိုအစင်းစင်းလေးပါပေါ့နော်အဲ့ဒါကို mesh ပေါ်မှာဒီ3ချက်လောက်နှိပ်ပြီးတော့မှဟိုမျက်နှာတစ်ခုလုံးဒီလိုတုပ်ပြရပါပေါ့နော်တုပ်ပြီးပြီဆိုလေဘီနီရောတုပ်ဒီလက်ထောင်စစ်တွေရောပေါ့နော်ဒီလိုလက်ထောင်စစ်တွေမှာအဲ့လိုမျိုးတချို့မဲနေတယ်လို့ရှိရလေလက်ထောင်စစ်တွေကိုမဲနေရင်လည်းမဲနေတဲ့ဟာလေးတွေဒူးတွေပါပုတ်သွားရင်သူကတဖြည်းဖြည်းနဲ့ဝင်းလာပေါ့နော်အဲ့ဒါပြီးသွားမှနောက်တိုနာတို့စီရန်တို့နို့ရည်တို့အကုန်လုံးလိမ့်လိုက်တော့တဖြည်းဖြည်းနဲ့စိတ်ဝင်သွားပြီးမျက်နှာကိုဖြူပြီးတော့လင်းလက်စေအာနိတင်ဖြစ်စေရဲလို့ပြောလိုက်တဲ့အတွက်ကြောင့်ဝယ်လာတာပါ4400ပြရပါတယ်ကွန်ထုတ်က900ပါShiseidoကုန်ပစ္စည်းက4လပိုင်း19ရက်ရောက်ရင်အကုန်စီတက်ပါမယ်ပေါ့နော်ဝယ်ချင်တဲ့လူရှိရင်ခုတည်းဝယ်ထားကြဖို့အကြံဉာဏ်ပေးပါတယ်နောက်တစ်ခုကတော့ဒီဟာရအမျိုးစားဒါလည်းတုံနာလည်းရှိရဲနှွေးရည်လည်းရှိရဲ cream လည်းရှိရဲနှွေးရည်လည်းrecommend လုပ်တယ်ပေါ့နော်ဒါကကြတော့ဘာလဲဆိုပေါင်နာမုတ်ဤဟာသားရဲ့ပေါင်နာမုတ်ကလုံးဝပေါ့နော်အခုတလောခစ်စားနေရဲသူကကြတော့ဟာသားအားလဲမျက်နှာအရေးပြားလန်တာတို့မျက်နှာအစင်မပြေဘူးဝက်ချန်ပေါက်တာတို့တင်းတိတ်ထွက်တဲ့လူတွေတို့ဝက်ချန်ဟိုနန်းဒီနဲ့ထွက်တဲ့လူတွေဆိုဒီဟာနဲ့အဆင်ပြေပေါ့ဒါ natural cover ဖြစ်ပါတယ်သူ့ရဲ့အားသာချက်က SPF 40ပါပြီးတော့ပြီးလေးလုံးပါတယ်ပြီးတော့သူက
ခါဖုံးပေါ့နော်ခုတလောကပန်းဝင်မုံပြန်တယ်ချီရီဖုံမုံနေပြန်တယ်အဲ့လိုမျိုးဟာတွေဖြစ်အဲ့ဒီဟာကိုတရားလိမ့်ထားရင်သူကတော်ရုံတန်ကိုကတ်မလွယ်ပြီးတော့ blue light ဆိုတာကခုကင်မရာတွေကထွက်လာတဲ့အလင်းတွေကမျက်နှာကိုအိုမီရောစေတယ်ပေါ့နော်အဲ့ဟာကိုကာကွယ်ပေးဖို့အတွက်ဒီဟာကိုလိမ့်လိုက်တာနဲ့ blue light ကိုပါသူကကာကွယ်ပေးရပေါ့နော်ဘူးလေးကဒီလိုပုံစံလေးတေးသေးလေးဂုံးလေးကလည်းဒီဟာလေးပေါ့နော်ဈေးပေါ်ရတဲ့ကြောင့်1980ပဲရှိတဲ့ကြောင့်မလို့ပေါ့နော်ဒီဟာလေးကသူ့အရောင်လေးပါမစိုးဘူးလို့ထင်တယ်အရင်ရေပြားလည်းမချောက်စေဘူးဘာလို့မချောက်တာလဲဆိုရင်ဒီထဲမှာပါတဲ့ဝါဆလင်းကဟိုပေါ့နော်အစစ်တိုးအစစ်မြင်ထားတဲ့ဝါဆလင်းအစီကိုထည့်ထားရတဲ့ကြောင့်မျက်နှာကိုမချောက်တွေ့စေဘူးပေါ့နော်ဒီဘူးတေးသေးလေးကို1980ပါအဲ့ဒါပြီးသွားပြီဆိုရင်ယောက်ျားလေးတွေရောပေါင်နာမုံလိမ့်ချင်တယ်ဆိုရင်ထွန်းကိတ်ကိုလည်းလိမ့်လို့ရတယ်ဤဟာသားကိုလည်းလိမ့်လို့ရတယ်လို့မဟုတ်ဘူးကိုရီးယားအဲ့လိုစီမလို့ချင်ဘူးဆိုရင်ထွန်းဆန်းခရင်လိမ့်ပြီးဆိုယောက်ျားလေးရောမိန်းကလေးရောဒီပေါင်နာမုံ baby ပေါင်နာမုံ breast ကိုလိမ့်လို့ရဒါလေးကဆိုင်တိုင်းမှာ dress store အတိုင်းဆိုင်မှာတွေ့ရ1000ကျော်ပဲရှိမယ်ထင်တယ်ပေါ့နော်ဒါ6လကျော်လောက်ရှိနေရတီတွေက3လဆိုမကတော့9လ10လကျော်လောက်ရှိတခုကဘာလို့လဲဆိုရင်တော့မျက်နှာနည်းနည်းလိမ့်ကြည့်ရဲနောက်ကျလေဘင်းနေပဲလိမ့်တယ်မစိုးကဘေဘီပေါင်နာလိမ့်ရတာမစိုးဘူးလို့ခံစားရပေါ့နော်ခုနောက်ဆုံးကြိုက်ဆုံးလူကဘယ်တစ်စိတ်လဲဆိုရင်ခရဲတော့ပိုတေးဒီတစ်စိတ်လေးပါဒါပထမဆုံးစဝယ်ပထမဆုံးတော့မဟုတ်ဘူးเนาะဒီနှစ်ပိုင်းတွေမှာပထမဆုံးပြန်ဝယ်ဖြစ်တဲ့ဟာအရင်တော့ဝယ်ဘူးတယ်ဒီတစ်စိတ်လေးဘူးကလည်းရွှေရောင်နဲ့ပေါ့နော် high brand ပေါ့နော်ချီချဲတို့ရဲ့အရင်ဆုံး high brand မှာဒါပါလဲဆိုရင်တို့မိတ်ကပ်မလိမ့်ချင်တဲ့အတွက်ကြောင့်မလို့ဟိုပေါင်နာမှုပဲလိမ့်ချင်တဲ့အတွက်ကြောင့်သူ့ရဲ့ပေါင်နာမှုပေါ့နော်လုံးဝအမှုတ်ဟိုမိတ်ကပ်အမှုတ်တော့မထွက်ဘူးဒါပေမဲ့အဖြူနဲ့ပန်းရောင်သူက skin ကို treatment လုပ်ပေးတယ်ဒီနေ့အဲ့ဒီဟာကိုလိမ့်သွားရပေါ့နော် make up spray လိမ့်နေလိမ့်သွားရတဲ့ကြောင့်မို့သူ့ရဲ့ဒီ make up base အောက်ခံလေးသူ့ရဲ့ဒီဟာဒါက sun cream 1000ကျော်တယ် sun cream ကိုလိမ့်တယ် sun cream လိမ့်ပြီးတော့ဘူးလေးကတေးသေးလေးကြာရင်ကုန်တော့မှာဘယ်နှစ်ရက်ပဲရှိသေးတယ်တစ်ပတ်တောင်မပြည့်သေးဘူးเนาะဒီ sun cream 1000နီးပါးရှိရထင်တယ်ဒီ sun cream လိမ့်တယ်ဒါ9900 makeup spray လိမ့်တယ်ပေါ့เนาะ makeup spray ကလည်းနည်းနည်းလေးပဲပါတီရောင်လေးလိမ့်ပြီးတော့မှထွန်းတာပေါင်နာမုံလိမ့်လိုက်တယ်ပေါင်နာမုံလိမ့်တယ် makeup မလိမ့်ဘူး foundation မလိမ့်ဘူးဒီလိုအသားရေးထွက်လာပါတယ်ဟိုသူကမျက်နှာကိုလုံးဝမချောက်သွေးစေပြောင်ပြောင်လေးဖြစ်စေပေါ့เนาะပြောင်ပြောင်လေးဖြစ်စေပါပေါ့เนาะလုံးဝမျက်နှာဝင်းလေးလင်းလက်နေရဟာမျိုးထွက်စီရဲ့ဒီနေ့ရက်ပိုင်းတွေထွက်တဲ့ဟာ20ရက်နေ့လား21ရက်နေ့ထွက်တဲ့ဟာလားမသိဘူးเนาะပေါင်နာမုံနဲ့ loose powder ထွက်မယ်ဆိုတော့ကိုကအရန်သဘောကျရတဲ့ကြောင့်မို့ဝဲလာပါတယ်ဒါဘူးခွန်လေးပေါ့เนาะ loose powder ဘူးခွန်လေးပါဒီဟာအရင်တော့ကိုရီမိခဲ့တော့လိမ့်တဲ့ပေါင်နာနဲ့တူပါတယ်ဒီရွှေရောင်ကတော့အယောင်ကျလွယ်မှာမဟုတ်ဘူးအဖြူရောင်နဲ့အဖြူရောင် light တော့ one light ပေါ့เนาะဟိုမမကြီးတော်တော်များများတော့အဖြူရောင်ကြိုက်မယ်မဟုတ်ပေါက်နာအဖြူမဟုတ်ပေါ့နော်ကြိုက်မှာမဟုတ်ဒါကြတော့ရိုးရိုးမျက်နှာလင်းပြီးတော့အဖြူမျက်နှာဘာမှ makeup foundation လိမ့်ထားရလို့မခံစားချင်ဒီလိုပေါက်နာမဟုတ်ဝယ်လေးရတယ်ဝယ်ပေါ့နော်ရေဟို2 natural cover ဆိုတဲ့ဟာပါဝယ်လာပါတယ်ပေါ့နော်ဒါက13200ပါဒီဟာလဲဒါလည်း13200သူကဟိုအထဲထဲပြန်လဲ refill ပြန်လဲရတဲ့ဟာ refill လို့ရှိရပေါ့နော်ပြန်လဲရတဲ့အမျိုးအစားရှိရဒါ skin ကို treatment လုပ်ပေးတယ်ဒါခါတည်းတစ်နှစ်ပတ်လုံးလိမ့်လို့ရတယ်နှစ်မျိုးလုံးက treatment လုပ်ပေးတယ်မျက်နှာကိုလင်းလေးဖြစ်စီရဟိုထွန်းနာဘူးဟို2လ3လလောက်လိမ့်ပြီးသွားတဲ့ချိန်မှာဒီ brand ကိုလုံးဝကြိုက်သွားတောက်လျှောက်ဒီဟာပဲလိမ့်မယ်လို့ကိုကကိုစဉ်းစားသွားတဲ့အဆင့်ဖြစ်သွားပါတော့ဒီပေါင်နာမုတ်လိမ့်ချင်နေဆိုရင်များတော့အဖြစ် recommend လုပ်တာbreast ကိုတုံးပြီးတော့လောက်တာကောင်းတယ်ပေါ့နော် breast ဆိုရင်မျက်နှာမှာအမှုံကပုံပြီးမကြံခဲ့ဘူးပေါ့နော်ဒီဟာနဲ့လည်းရတယ်ပုံပြီးမကြံချင်ရင်ဒီဟာယူပြီးတော့မှဒီဟာခြေပြီးတော့မှဒီလိုပုံပေါ့နော်လို့တတလေးပဲပုတ်ပြီးမျက်နှာမှာတနေရာထဲမှာကွက်ပြီးမကြံဘူးပေါ့နော်ဒါဆိုရင် तू ကဆူဆူမဲ recommend လုပ်တာဒါကြတော့မနေ့ပိုင်းထွန်းတာ makeup base တို့ sunscreen တို့ makeup base တို့လိမ့်ပြီးသွားပြီးဆိုရင်နေ့ခင်းအပြင်ရရင်ဒါလေးလိမ့်တင်တယ်ပေါ့နော်ဟောတခါလေးကြာရင်မျက်နှာနေလောင်ပြီးအရန်ကြီးကိုခုဆူမီဆိုရဲမဲပြီးပြကြသွားမဲနည်းနည်းမဲတယ်လို့ခံစားသူများတွေကတော့မဲတယ်လို့ပြောရပေါ့နော်သူများတွေကမြင်တာတော့ကိုဝါလာတယ်လို့မြင်ဒါမျိုးဒါမဲကြလာတယ်ပြောရပေါ့နော်အဲ့မျိုးဆိုဒီလိုအီဟာတာကိုရောပြီးတော့လိမ့်ပေးတင်တယ်လို့ထင်မှာပေါ့နော်ဒီနေ့ဟိုသူ့ရဲ့
နောက်ဟာလေးတွေလည်းကိုကဒီနေ့လက်ဆောင်ရလာတဲ့ဟာလေးတွေကိုလည်းဝယ်သုံးတာပေါ့နော်တိုနာအရန်မိုက်တယ်စီကြီးရဲ့ကိုမေဝယ်ပေးပူတယ်လုံခဲ့တဲ့စနေအရင်မေလည်းအရန်စိုက်တယ်ဒါကမနဲ့လိမ့်နဲ့နိုးရီပါဒါညလိမ့်နဲ့နိုးရီပလင်းပေါ့နော်ဒါညလိမ့်နဲ့နိုးရီပလင်းသူပလင်းမျိုးစားကလည်းရွှေရောင်မဲသုံးတယ် highly ဟိုပေါ့နော် brand ဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝသုံးထားတဲ့အပူခွန်အားစားပေးတက်နေရပေါ့နော်ဒီဒါလေးတွေဆိုလည်းတွေ့လားလုံးဝမရွှေရောင်မဲသုံးထားအရန်စိုက်ပါတယ်တခြားဟိုပေါ့နော်ဒီနေ့မဲလဲနိုင်လာတယ်လက်သဆုပ်စာနိုင်ဆိုတော့အများတော့အပြင် benefit ကိုရဲ့အမျိုးပစ္စည်းမျိုးစားတွေပဲရလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကမလိမ့်ဖြစ်ဘူးဆိုရင်တရက်ကြရင်မဲနိုင်ပေးဖို့စီစဉ်ရှိပါဒါကတော့ရိုးရိုးကွန်းထုံပေါ့နော်ထွန်းနာကွန်းထုံနဲ့မတူပါဘူးကြည့်ပေးရကျေးဇူးပါ